ဇလန်းအစမှာမိဖြူတယောက်အမှုပညာကျောင်းကအီးမေးလ်အကြောင်းကိုပြန်စဉ်းစားနေပါတယ်ဒါပေမဲ့ရုတ်တရက်မြင်ကွင်းပြောင်းသွားပြီးသူမဟာကြောက်မက်ဖွယ်ကောင်းတဲ့ဒေါနက်ထဲမှာတေးအတန်ထွက်ပြေးနေရပါတယ်အနေရတွေနီးကပ်လာချိန်မှာဒန်နီကသူမကိုထွက်ပြေးပြီးပုံနေဖို့အော်ဟစ်တတိပေးနေပါတယ်မမြင်ရတဲ့ရန်သူတွေကဘာလို့သူ့ကိုလိုက်ဖမ်းနေတာလဲဆိုပြီးမိဖြူတယောက်အထိတ်တလန့်ဖြစ်နေချိန်မှာပဲချို့ဝက်ဆန်းကျဲတဲ့အတန်တစ်ခုကသူဟာလောကကြီးကိုသူများနဲ့မတူပဲထူးခြားစွာမြင်တတ်သူလို့ပြောလိုက်ပါတယ်အိမ်မက်ဆိုးကြီးကပိုဆိုးရွားလာပြီးနောက်ဆုံးမှာတော့အော်ဟစ်တန်တစ်ခုနဲ့အတူသူလက်နိုးလာပါတော့တယ်သူနိုးလာတဲ့အခါမှာတော့ကျောင်းကဆရာဖြစ်သူကသူ့ရဲ့လက်ရှိပကြီးကားကိုချီးကျူးနေပါတယ်အဲ့ဒီပကြီးကားမှာထူးခြားပြီးရိုးသားတဲ့အမောင်ထုထူးရှိနေတယ်လို့ဆရာကမှတ်ချက်ပေးပေမဲ့မိဖြူကတော့ဒီလိုအတိတ်နိမိတ်မကောင်းတဲ့အငွေ့သက်ကတကယ်ပဲကောင်းတဲ့အရာလားဆိုတာဝေခွဲမရဖြစ်နေပါတယ်ဒီလိုကြောက်စရာကောင်းတဲ့အိုင်ဒီယာကိုဘယ်ကရလဲလို့မေးတဲ့အခါမှာတော့သူကစိတ်မသက်မသာနဲ့ရေမောနေမိပါတယ်နောက်ပိုင်းမှာသူကဖခင်ဖြစ်သူရဲ့တင်းကျပ်လုံးတဲ့အကြောင်းသူငယ်ချင်းဖြစ်သူလာလာကိုရင်ဖွင့်ရင်စိတ်တိုင်းမကျတဲ့ပကြီးကားကိုအဆက်ကနေပြန်ဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအောင်ဆိုရဲ့ចောင်းသားတစ်ယောက်ရောက်လာပြီးသူရဲ့ចောင်းမဖွယ်ရှုခင်းကိုလာရောက်ကြည့်ကြည့်ပါတယ်သူကမိဖြူရဲ့ထူးခြားတဲ့ဟန်ကိုနမေကျော်ပကြီးကားတစ်ချက်နဲ့နှိုက်ရှင်ပြပြီးနုပညာပြပွဲတစ်ခုကိုအတူတူသွားဖို့ရှက်ကိုရှက်ကန်နဲ့ဖိတ်ခေါ်ပါတယ်တစ်ဖက်မှာလည်းသူငယ်ချင်းဖြစ်သူလာလာကဒီနောက်မှာရှိမဲ့ပါတီကိုလာဖို့တိုက်တော်အနေပါတယ်မိဖြူကမနဲ့စောစောလေရင်စီးရမှာမို့လို့ညင်းပေမဲ့လာလာကတော့မရမကခေါ်နေပါတယ်နောက်ဆုံးမှာတော့သူတို့ညနေပိုင်းမှာတွေ့ကြဖို့သဘောတူလိုက်ကြပါတယ်အဲ့ဒီအချိန်မှာမိဖြူရဲ့ဖုန်းထက်မိလာပြီးဒါဟာအဲ့ဒီမနက်အတွက်တတိယအချိန်မြောက်ဖုန်းခေါ်ဆိုမှုပါပြီးမသွားခင်စိတ်ပူလုံးပြီးခဏဖုန်းဆက်နေတဲ့ဖခင်ဖြစ်သူဒန်နီဖြစ်နေပါတယ်မိဖြူကသူရောက်ရင်ဖုန်းဆက်ပါမယ်လို့ကတိပေးလိုက်ရပါတယ်မိခင်ဖြစ်သူဒေါ်မင်းကလည်းဖုန်းထဲကနေခဏဝင်ပြီးမိဖြူကိုနှုတ်ဆက်နေပါတယ်ဖုန်းချပြီးတော့အားတဲ့အခါဒေါ်မင်းကဒန်နီရဲ့တမီးပေါ်အစိုးရလုံကဲလုံးနဲ့အပြုတ်မှုတွေကိုမိကုန်းထုတ်ပါတော့တယ်ဒေါ်မင်းကဒန်နီကိုတမီးရဲ့လေရင်ခီးစဉ်နဲ့ပတ်သက်ပြီးတွားရှုံနေတယ်လို့စနောက်ပေမဲ့ဒန်နီကတော့သူဟာတာဝန်ကျေတဲ့မိဘတစ်ယောက်အနေနဲ့လှုပ်တဲ့လှုပ်ထိုက်တာလို့ခိုင်မာပြောပါတယ်ဒေါ်မင်းကမိဖြူစီကနေအချိန်များကြီးရဖို့မျှော်လင့်မထားဖို့တမီးကအိတ်တာဒါမှမဟုတ်သူငယ်ချင်းဟောင်းတွေနဲ့တွေ့တာကိုပဲဦးစားပေးလိုက်မယ်လို့တတိပေးပါတယ်ဒါပေမဲ့ဒန်နီကတော့အနည်းဆုံးမိသားစုထမင်းတစ်နက်လောက်သူစားခွင့်ရဖို့မျှော်လင့်နေရှာပါတယ်နွေရာတခီးစဉ်နဲ့ပတ်သက်ပြီးဒန်နီကိုအချိန်ဆွဲမနေဖို့ဒေါ်မင်းကတိုက်တွန်းပါတယ်ဒန်နီကလုံခြုံရေးအတွက်တန်တရားရှိနေုံဖြစ်ပေမဲ့ဒေါ်မင်းကဒီနေ့မိတ်ဆွေဟောင်းနဲ့တွားတွေ့မဲ့အစီအစဉ်အကြောင်းကိုစကားလမ်းကြောင်းပြောင်းပြီးမေးလိုက်ပါတယ်တင်မုန်းဖြစ်သူအနေရရှိတဲ့အလုပ်တွေစီပြန်သွားမှာကိုသူ့အတန်မှာစိုးရိမ်စိတ်တွေအထင်းသားပေါ်နေပါတယ်ဒန်နီကတော့သူ့အိမ်မှာပဲနေရတာပျော်ကြောင်းနဲ့အဲ့ဒီတွေ့ဆုံမှုမှာဘယ်စာချုပ်ကိုမှလက်မှတ်မထိုးဘူးလို့ကတိပေးလိုက်ပါတယ်နောက်ပိုင်းမှာမိတ်ဆွေဟောင်းကအကျိုးမြတ်များတဲ့စာချုပ်တစ်ခုကိုစပွဲပေါ်တွန်းပို့ပြီးကမ်းလှမ်းလာပါတယ်ဒန်နီကသူ့နားယူနေပြီဖြစ်ကြောင်းပြောပြီးညှဉ်းဆန်ပေမဲ့ကိုလူကတော့ခုဆိုသားသမီးတွေလည်းအိမ်မှာမရှိတော့တဲ့အတွက်ဒီအလုပ်ဟာတိုင်းပြည်ကိုအလုပ်ကျွေးပြုနိုင်မဲ့နောက်ထပ်ခွင့်ရေးတစ်ခုလို့ဆွဲဆောင်ပါတယ်ဒါဟာလွတ်လွတ်လပ်လပ်လုပ်ကင်နိုင်မဲ့ရွှေရောင်ခွင့်ရေးဖြစ်ပြီးသူတို့ရဲ့အဖွဲ့ဟောင်းကိုလည်းပြန်လည်စုစည်းပေးမယ်လို့ပြောတဲ့အခါကမ်းလှမ်းမှာဦးကပိုပြီးဆွဲဆောင်မှုရှိသွားပါတယ်သူယုံကြည်ရတဲ့လူတွေကိုဥဆောင်ရမှာဖြစ်ကြောင်းမိတ်ဆွေဟောင်းကအရေးမြက်ပြပြီးဆုံးဖြတ်ဖို့အတွက်ပိတ်ရက်မှာအချိန်ယူစဉ်းစားဖို့အကြံပေးပါတယ်အဲ့ဒီနောက်မှာတော့မိဖြူဟာမိအောင်ဆုံးပါတီတစ်ခုကိုသူငယ်ချင်းတွေနဲ့အတူရောက်နေပါတယ်မွေးနေ့ရှင်မောင်မှုကမူးရနေပြီးသူတို့ကိုလာနှုတ်ဆက်ပါတယ်လှလှကမောင်မှုရဲ့မကြသေးခင်ကအခြေရေးပြဿနာတွေရှိနေပေမဲ့သူ့ရုပ်ရည်ကိုသဘောကျနေအောင်ပါပဲဒါကြောင့်မိဖြူလည်းသူတို့ကိုထားခဲ့ပြီးအောင်ကိုတခြားတနေရာမှာသွားရှာပါတော့တယ်အောင်ကမိဖြဲစီရောက်လာပြီးမောင်မှုရဲ့အမှုလုံတဲ့အကျင့်ကိုပြက်လုံးထုတ်ပါတယ်ဒါပေမဲ့တကယ်မှာတော့သူဟာမိဖြူစီကနေခံမရခက်တဲ့တုံ့ပြန်မှုတွေရနေတာကြောင့်လှလှကိုသူတို့နှစ်ယောက်ရဲ့အခြေရေးလားလာကိုမင်းမြတ်နေမိတာပါမိဖြူကလူစိမ်းတွေနဲ့ဆိုရင်စိတ်တကားပိတ်ထားတတ်တယ်လို့အောင်ကတတိထားမိကြောင်းပြောတဲ့အခါမိဖြူကတော့ပေါ့ဘာဖြစ်အောင်ရေမောပြီးပဲစကားလမ်းကြောင်းလွှဲလိုက်ပါတယ်တစ်ဖက်မှာတော့ဒေါ်မင်းတယောက်စေးရုံလုပ်တွေနဲ့ပင်ပန်းနှွမ်းနေပြီးအိမ်ပြန်ရောက်လာပါဒန်နီကသူမကိုပန်းပြေအောင်ချက်ချင်းပဲပြုစုရပေးပါတယ်သူဟာတိတ်ကသမီးနားမှာမရှိပေးနိုင်ခဲ့တဲ့အတွက်နောင်တရနေသေးကြောင်းဝန်ခံရင်းမိဖြူကိုအံ့တသွားအောင်ခရီးဦးကြိုသွားဖို့စီစဉ်ထားကြောင်းပြောပြပါတယ်အဲ့ဒီနောက်ဒန်နီကသူ့မိတ်ဆွေကန်းလန်းနဲ့အနေရများတဲ့အလုပ်အကြောင်းပြောပြလိုက်ပြီးအိမ်မှာပဲနေမယ်ဆိုတဲ့ကတိကိုဖျက်ရတော့မလို့ဖြစ်နေတဲ့အတွက်သူကိုယ်တိုင်လည်းဝေခွဲမရဖြစ်နေပါတယ်ပါတီမှာတော့အောင်ကမိဖြူပဲချိန်ခီးထွက်ရမလဲလို့မေးပါတယ်သူမရဲ့အတိတ်ကစိတ်တန်ရာတွေအကြောင်းလှလှစီကနေအရေးမြတ်ကြားသိထားရတယ်လို့တုံဆိုင်ဆိုင်နဲ့ပြောပြပြီးလိုအပ်လာရင်မိဖြူကိုအစွမ်းကုန်ကာကွယ်ပေးမယ်လို့ကတိပေးပါတယ်သူကသူ့ရဲ့ခံစားချက်တွေကိုဖွင့်ထားပြီးစိတ်ပိုင်းဆိုင်ရာအားပေးနေသိမ့်မှုတွေပေးပါတယ်ရုတ်တရက်ဆိုသလိုမောင်မှုကဖုံးပြောက်လို့ဆိုပြီးသူတို့ရဲ့တီးတက်ချိန်လေးကိုလာနောက်ရှက်တဲ့အခါအောင်ကသူ့ကိုချက်ချင်းထွက်သွားဖို့ပြက်သားမောင်းထုတ်လိုက်ပါတယ်မိဖြူရဲ့ကားရောက်လာတဲ့အခါအောင်ကလမ်းပေါ်အထိလိုက်ပို့ပေးပါတယ်သူမလည်းမထွက်ခင်မှာသူတို့နှစ်ယောက်နှွေးထွေးစွာနှုတ်ဆက်လိုက်ကြပါတယ်မိဖြူကားပေါ်တက်ပြီးရင်မောင်းနဲ့စကားပြောနေစဉ်မှာပဲကားတကားအောက်တွေကအတန်ကျဲကြီးနဲ့အလိုလျောက်ပိတ်သွားပြီးသူ့ကိုအမောင်ထုထဲမှာပိတ်လောင်လိုက်ပါတော့တယ်။ချောက်ချားဖွယ်ရာတိတ်ဆိတ်မှုကိုဖျက်ဆီးပြီးဖုံးတန်မိလာပါတယ်။ဒန်နီကဖုံးကင်လိုက်တဲ့အခါတစ်ဖက်ကအတန်ကသူတို့အဆက်အသွယ်ပြတ်နေတာကြားပြီးဖြစ်ကြောင်းဆက်ပြောလာပါတယ်။ဖုံးထဲကသူစိမ့်ကမိဖြူလေးရင်လွတ်သွားပြီဖြစ်ကြောင်းအေးဆေးပြောပြပြီးသမီးချစ်သူနဲ့စကားပြောချင်လားလို့ဒန်နီကိုလောင်းပြောင်ပါတယ်။ဒန်နီကသူ့သမီးကိုဘသူဖမ်းထားရလဲလို့ဒေါသတကြီးမေးလိုက်ပါတယ်။ဒါပေမဲ့မိဖြူရဲ့တုံရီနေတဲ့အော်ဟစ်တန်ကိုကြားလိုက်ရတဲ့အခါသူ့ရင်ထဲအေးခနဲ့ဖြစ်သွားပါတယ်။ဖုံးဆက်သူဟာသူတေပြီလို့ထင်ထားတဲ့ဦးမုတ်စိတ်ဖြစ်နေတာကိုချက်ချင်းတတိထားမိလိုက်ပါတယ်။ဦးမုတ်စိတ်ကတော့မင်းငါရဲ့တူတဲ့တော်သားကိုတက်လိုက်တဲ့နေ့ကလေးကငါလဲတည်သွားတာပဲလို့နာကျင်ကားသီးစွာပြောဆိုလိုက်ပါတယ်။ဒန်နီကမိဖြူကိုလွတ်ပေးဖို့နဲ့ဦးမုတ်စိတ်ကိုအေးဆေးနေခွင့်ပေးမယ်လို့ညှိနှိုင်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့လက်စားချေချင်နေတဲ့ဖခင်ဖြစ်သူဦးမုတ်စိတ်ကတော့သူတို့ကြားမှာငြင်းချမ်းရေးမရှိတော့ဘူးလို့ပြက်သားပြောပါတယ်။သူခိုင်းတာကိုမလုပ်ရင်ဒန်နီချစ်ရတဲ့သူအားလုံးကိုတက်ပစ်မယ်လို့ချင်းချောက်လိုက်တဲ့အတွက်ဒန်နီဟာကြောက်လန့်တကြားဖြစ်နေတဲ့ဒေါ်မင်းကိုအခြေအနေမှန်ကိုရှင်းပြလိုက်ရပါတယ်။သမီးရဲ့အတန်ကိုကြားလိုက်ရတဲ့အတွက်ဒါဟာတကယ်ချင်းချောက်မှုဖြစ်ကြောင်းအတည်ပြုပေးပြီးရဲကိုအကြောင်းကြားရင်မိဖြူချက်ချင်းအသက်ခံရမယ်လို့လည်းတတိပေးလိုက်ပါတယ်။ပြန်ပေးသမားတွေဟာတိကျဖြစ်နေတဲ့ကျွန်းတကျွန်းပေါ်မှာရှိနေတာမို့အာနာပိုင်တွေလာရင်အဝေးကလေးကအလွယ်တကူမြင်နိုင်တယ်လို့ဒန်နီကတွက်ဆက်လိုက်ပါတယ်။တခြားရွေးချယ်စရာနေလည်းမရှိတော့တဲ့အတွက်ဒန်နီဟာသူ့တနက်ကိုစစ်ဆေးပြင်ဆင်ပါတော့တယ်။ဒေါ်မင်းက
ဒါဟာတေချာပေါက်ထောင်ချောက်ဖြစ်မယ်ဆိုတာယုံကြည်နေလို့သူ့ကိုသွားမဲ့အစီအစဉ်ကနေတားဆီးဖို့တောင်းပန်ပါတယ်ဒါပေမဲ့ဒန်နီကတော့သူတယောက်တည်းနဲ့ဒီလိုကယ်တင်ရေးတွေကိုအောင်မြင်အောင်လုပ်နိုင်ခဲ့ဘူးရဲ့လို့အခိုင်အမာပြောပါတယ်ငိုယိုနေတဲ့ဇနီးတဲ့ကိုသမီးကိုအိမ်ပြန်ခေါ်လာခဲ့မယ်လို့သူကတိပေးလိုက်ပါတယ်စိတ်အားငယ်နေတဲ့ဖခင်တယောက်အနေနဲ့အနေရများတဲ့ရင်ဆိုင်မှုစီကိုသွားနေတဲ့လမ်းမှာရန်သူရဲ့ခြောက်ခြားဖွဲ့အတန်တွေကသူ့ကောင်းထဲမှာပဲ့တင်ထက်နေပါတယ်ရှေ့မှာကြုံတွေ့ရမယ့်အကြမ်းဖက်မှုတွေကိုစိတ်ကူးနဲ့မြင်အောင်ရင်သမီးကိုရှာတွေ့ဖို့အတွက်ဘာပဲလုပ်ရမယ်ဆိုပြီးစိတ်ပိုင်းဖြတ်ထားလိုက်ပါတယ်မြင်ကွင်းကမိဖြူအချင်းချနေတဲ့အခန်းမောင်ငယ်ကိုရောက်သွားပါတယ်လေးလံနဲ့တကားကြီးပွင့်လာတဲ့အတန်ကြောင့်သူကြည့်လိုက်တဲ့အခါအမျိုးသမီးတယောက်ဝင်လာတာကိုတွေ့လိုက်ရပါတယ်မိဖြူကသူ့ရဲ့ဖခင်ကယ်ဖို့လာနေပြီလို့ရဲရဲဝံ့ဝံ့ပြောပေမဲ့အဲ့ဒီအမျိုးသမီးကတော့ဂရုမစိုက်ပဲအစာစားဖို့သာပြောပါတယ်ဦးမုတ်စိတ်ဘာတွေလုပ်နိုင်လဲဆိုတာမိခိုင်တိကျသိထားတဲ့အတွက်ကယ်တင်ရှင်ကိုမျှော်လင့်မနေဖို့သူကမိဖြူကိုတတိပေးပါတယ်မျှော်လင့်ချက်ကိုအလွယ်တကူအရှုံးမပေးတဲ့မိဖြူကတော့အခြေအနေကိုပြောင်းလဲဖို့ကြိုးစားရင်းသူ့ဖခင်ကမိခိုင်ကိုပါကယ်တင်နိုင်တယ်လို့အခိုင်အမာပြောပါတယ်မိခိုင်ကတော့ဒီနေရာဟာအခုသူ့ရဲ့အိမ်ဖြစ်သွားပြီလို့ဆိုပါတယ်ဒါပေမဲ့မိဖြူကတော့သူ့ဖခင်ကသူတို့အားလုံးကိုကယ်တင်နိုင်မှာပါလို့ထပ်ပြောနေပါတယ်နောက်ပိုင်းမှာတော့ဒန်နီကလက်နက်ကင်ဆောင်တွေစီမှာအဖမ်းခံလိုက်ပါတယ်အဆောင်တွေကသူ့ကိုလောင်ပြောင်ပြီးကျိုးတို့ဖမ်းဆီးလိုက်ပါတယ်ထောင်ချောက်ထဲကိုတကယ်ပဲဝင်လာပြီဆိုတာကိုဦးမုတ်စိတ်စီသတင်းပို့လိုက်ပြီးအဆောင်တွေကအကျဉ်းသားကိုဆက်လေပေါ်ခေါ်ဆောင်သွားပါတယ်ဒါပေမဲ့ဆက်လေနားမရောက်ခင်မှာပဲဒန်နီကအဆောင်တွေကိုရုတ်တရက်တိုက်ခိုက်ပြီးသူတို့ကိုကျိုးနဲ့ချီလိုက်ပါတယ်တခြားတနေရာမှာတော့မောင်လူအေးကမိခိုင်နဲ့ကလေးလေးကိုတွားကြည့်ပြီးမိဖြူရဲ့အခြေအနေကိုမေးပါတယ်မိခိုင်ကမိဖြူဟာကယ်တင်ရှင်ကိုမျှော်လင့်နေတော့မယ်လို့ပြောပြပါတယ်ဒါပေမဲ့မောင်လူအေးကကဲဖို့ကြိုးစားတဲ့သူမှန်သမျှကိုဦးမုတ်စိတ်ကတက်ပြစ်လိုက်မယ်လို့တတိပေးပါတယ်မိခိုင်ကသူတို့မိသားစုထွက်ပြေးဖို့ဖြစ်နိုင်ပါမလားလို့မေးပေမဲ့မောင်လူအေးကဒီနေရာကနေထွက်သွားခွင့်မရှိဘူးဆိုတာကိုပြန်တတိပေးလိုက်ပါတယ်ဒန်နီကဆက်လေတစည်းကိုဟန်ဆောင်ပြီးမောင်းနေလာပါတယ်မိဖြူကတော့အဆောင်ကိုအခန်းသားရောက်လာအောင်နာကျင်စွာအောင်ဟစ်ပြီးလှည့်စားလိုက်ပါတယ်အဆောင်ဝင်လာတဲ့အချိန်မှာသူမကအကြမ်းပတမ်းတိုက်ခိုက်ပြီးထွက်ပြေးပါတော့တယ်အဲ့ဒီအချိန်မှာကန်းချေကိုဆက်လက်တစည်းကကစင်ကလျာမောင်းဝင်လာတာကြောင့်ကမ်းပေါ်ကလူတွေပရမ်းပါတာအော်ဟစ်ကုန်ကြပါတယ်အဆောင်တွေကစိတ်ကန်းကိုတွားရှင်းလင်းနေချိန်မှာမိဖြူတယောက်တော့နဲ့ထဲကိုတတိမထားမိရဲ့ပြေးဝင်လွတ်မြောက်သွားပါတယ်နောက်ကလိုက်နေတဲ့လူတွေကလောင်ပြောင်အောင်ဟစ်နေကြပေမဲ့လူတယောက်ကရေဒီယိုကနေမိဖြူဟာဥလူဝါကိုဓာတ်နဲ့ထိုးပြီးပြေးသွားပြီဖြစ်ကြောင်းသတင်းပို့ပါတယ်ဒါကိုကြားတော့ဦးမုတ်စိတ်ကသူ့လူတွေရဲ့အသုံးမချမှုကိုလောင်ပြောင်လိုက်ပါတယ်သူမကိုပြန်ဖမ်းဖို့အတွက်တော့နဲ့ထဲကိုအပြင်းထန်ရှာဖွေခိုင်းလိုက်ပြီးသူမဟာမြောက်ဘက်ကိုထွက်ပြေးသွားကြောင်းခြေရာခံသူတွေကအတည်ပြုပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုဦးမုတ်စိတ်ကသူ့လူအားလုံးကိုစခန်းစီပြန်ခေါ်လိုက်ပါတယ်စိတ်ကမ်းမှာလူရှင်းသွားပြီဆိုတာတေချာတဲ့အခါသူကဖမ်းဆီးထားသူတွေကိုစုစည်းပြီးသူတွေ့ထားတဲ့ရှိုးဝက်စာတစ်စောင်ကိုထုတ်ပြပါတယ်အဖေဒီကိုရောက်နေပြီဆိုတဲ့မိခိုင်ရဲ့တတိပေးစာကိုသူကအတန်ထွက်ဖတ်ပြပါတယ်မောင်လူအေးကဝင်သားဖို့ကြိုးစားပေမဲ့ဦးမုတ်စိတ်ကသူ့ကိုရက်ချလိုက်ပါတယ်မိခိုင်ကိုလည်းနောက်တစ်ခါအမိတ်မနာခံရင်ပြင်းပြင်းထန်ထန်အပြစ်ပေးမယ်လို့ချိန်ချောက်ပြီးတခြားဖုံးကွယ်ထားတာတွေရှိသေးလားလို့မေးခွန်းထုတ်ပါတယ်ဦးမုတ်စိတ်ကမိဖြူကိုပြန်ဖမ်းမိသွားပြီးသူ့ရဲ့ထွက်ပြေးဖို့စူးစမ်းမှုကိုလောင်ပြောင်ကအကျဉ်းချထားဖို့အမိန့်ပေးပါတယ်မိခိုင်ကိုတိကျနေရာတစ်ခုစီပို့လိုက်ပြီးမောင်လူအေးနဲ့နှစ်ယောက်တည်းကြံခဲ့တဲ့အခါဦးမုတ်စိတ်ကမောင်လူအေးကိုဖခင်ဖြစ်သူရဲ့နာမည်ကိုသုံးပြီးစီးယုံပါတော့တယ်တစ္ဆာရှိမယ်ဆိုရင်အနာဂတ်မှာခေါင်းဆောင်နေရာပေးမယ်လို့ကတိပေးပါတယ်မောင်လူအေးထွက်သွားတဲ့အခါဦးမုတ်စိတ်ကလူတစ်ယောက်ကိုတိတ်တဆိတ်အလုပ်တစ်ခုခိုင်းစေပြီးဒီညစခန်းတစ်ခုလုံးကိုမိထိန်ထိန်လင်းထားဖို့သူ့လူတွေကိုအမိန့်ပေးလိုက်ပါတယ်အချင်းခန်းထဲမှာတော့မိဖြူကိုအဝတ်စားလဲဖို့အေးဆက်ဆက်အမိန့်ပေးခံရပါတယ်မကြခင်မှာပဲတစ်စခန်းလုံးစင်မြင့်ရှိမှစုဝေးကြပြီးဦးမုတ်စိတ်ကသူတို့ရဲ့မူလရည်မှန်းချက်ဖြစ်တဲ့လောဘကင်းတဲ့ကဘာအကြောင်းဟောပြောပါတယ်ပြင်ပကအစိတ်တောက်တွေကြောင့်အမျိုးသမီးတွေကလေးမရနိုင်တော့ကြောင်းအခုမွေးဖွားလာတဲ့ကလေးတစ်ယောက်ကသူတို့ကိုမျောလင်းချက်အစ်စ်ပေးလိုက်ပြီးဖြစ်ကြောင်းပြောပါတယ်ဒါပေမဲ့ဒန်နီကိုတော့သူတို့လူတွေကိုတက်ဖြတ်တဲ့လူသက်သမားအဖြစ်ပုံဖြတ်လိုက်ပါတယ်ဦးမုတ်စိတ်ကသူတို့ရဲ့မျောလင်းချက်ရှိတဲ့အနာဂတ်ကိုကာကွယ်ဖို့အတူတကွတိုက်ပွဲဝင်ကြဖို့တောင်းဆိုလိုက်ပါတယ်လက်နက်ကင်အဆောင်တွေကစိတ်ကန်းတဲ့ပတ်ဝန်းကျင်ကိုတင်းကျပ်စွာစောင့်ကြပ်နေကြပါတယ်အဆောင်တွေကအနီးနားကတဲတွေကိုပါလိုက်စစ်ဆေးနေပေမဲ့အဆောင်တယောက်တိတ်တဆိတ်အသက်ခံလိုက်ရပါတယ်တော်ရိုင်းတိရစ္ဆာန်တွေရဲ့ဟောင်တန်တွေကချင်းကပ်လာတဲ့အတန်တွေကိုဖုံးကွယ်ပေးထားပြီးမီးစက်တန်တွေရေဒီယိုတန်တွေကလေထုထဲမှာပြည့်နှက်နေပါတယ်တစ်သားပုတ်တိုက်တန်ကြောင့်အဆောင်တယောက်လန့်သွားပြီးခွေးဟောင်တန်ကြောင့်အနီးနားမှာလူလှုပ်ရှားမှုရှိနေကြောင်းအဆောင်တွေတီးသွားတဲ့အတွက်တင်းမာမှုတွေမြင့်တက်လာပါတယ်အရှိတဲ့စိတ်ကမ်းမှာအခြေအနေပုံမှန်ပဲလို့ရေဒီယိုကနေသတင်းပို့ပေမဲ့ရုတ်တရက်လျှက်စစ်ရှော့ဖြစ်တဲ့ကြောင့်အနီးနားမှာထောင်ချောက်တွေအလုံးလုံးနေပြီဆိုတာသိတာသွားပါတယ်အဆောင်တယောက်ကတော့လုံခြုံသွားပြီလို့ထင်ပြီးအော်ပြောလိုက်ပါတယ်မိဖြူကတော့မမြင်အောင်ပုံကွယ်ပြီးကျမ်းပေါက်ကနေရုံးကန်ထွက်ပြေးဖို့ကြာပိုးစားနေပါတယ်စက်ပြက်ကြီးတစ်ခုနားမှာတန်တရားဖြစ်เสียအတန်တွေကြားလို့အဆောင်တွေသွားစစ်ဆေးပါတယ်ဒါပေမဲ့ဒန်နီက
အမောင်ဝဲကနေထွက်လာပြီးအဆောင်ကိုအတန်နှိမ့်နှိမ်လိုက်ပါတယ်တစ်ဖက်မှာလည်းမိခိုင်ကမောင်လူအေးကိုဒန်နီကနီးကပ်နေပြီလို့တိုးတိုးအေးပြောလိုက်ပါတယ်ဒန်နီကရေဒီယိုလိုင်းကနေဦးမုတ်စိတ်ကိုလောင်ပြောင်ပြီးတစားခံတွေကိုလွတ်ပေးဖို့နောက်ဆုံးခွင့်ရေးပေးလိုက်ပါတယ်ဦးမုတ်စိတ်ကသူဘလောက်အကာအကွယ်မဲ့နေလဲဆိုတာမသိပဲညှင်းဆိုလိုက်ပါတယ်ဒါကြောင့်ဒန်နီကအင်ဂျင်ကိုအတန်ကုန်မိစေပြီးသူရောက်လာပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်သူရောက်လာတာကိုမြင်တော့ခေါင်းသားတွေပရမ်းမာတာဖြစ်သွားပြီးဒန်နီကသူ့လမ်းကြောင်းမှာတွေ့သမျှလူတွေကိုအကြမ်းပရန်ရှင်းလင်းပြလိုက်ပါတယ်အင်ဂျင်ကန်းထဲမှာကြီးမားတဲ့ပောက်ကွဲမှုကြီးကိုဖန်တီးလိုက်တဲ့အတွက်အချက်ပေးကောင်းလောင်းတန်တွေမြည်လာပြီးတစ်စခန်းလုံးရှုပ်ရှက်ခတ်သွားပါတယ်ဦးမုတ်စိတ်ကသူ့လူတွေကိုပြန်စုစည်းဖို့ကမန်းကရန်အမိန့်ပေးပါတယ်နောက်ဆုံးတော့ဒန်နီကရေခဲခန်းစီသွားနေတယ်ဆိုတာကိုသူသဘောပေါက်သွားပါတယ်အခန်းထဲမှာတော့ဒန်နီကမိခိုင်ကိုရှာတွေ့သွားပြီးသူမကအဆောင်နေတာကြပြီလို့ပြောပါတယ်တမိဖြစ်သူကိုရှာဖို့သူမကအသေးအတန်ကူညီပေးမယ်လို့ကမ်းလှမ်းပါတယ်အဆောင်တယောက်တတိမိနေရာကနေနိုးလာချိန်မှာဒန်နီကသူမကိုလွတ်ပေးလိုက်ပါတယ်ဦးမုတ်စိတ်ကရေဒီယိုကနေသူ့လူတွေနဲ့ဆက်သွယ်ပြီးစိတ်ကန်းကိုဝိုင်းထားဖို့အမိန့်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒန်နီကသူ့သမီးအတွက်တေချာပေါက်ပြန်လာမယ်ဆိုတာသူသိနေလို့ပါကျူးကျော်သူကိုအရှင်ဖမ်းဖို့တင်းကျပ်တဲ့အမိန့်ကိုသူကပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာဒန်နီကမိခိုင်ကိုမိဖြူရဲ့အတိအကျနေရာကိုအသေးအတန်မေးနေပါတယ်သူမကဦးမုတ်စိတ်အိမ်ရဲ့နောက်ဘက်ခန်းကိုညွှန်ပြလိုက်ပါတယ်ရေဒီယိုသတင်းအရဦးမုတ်စိတ်မရှိဘူးဆိုတာကိုကြားလိုက်ရတဲ့နောက်ဒန်နီကမိခိုင်လုံခြုံရေးအတွက်လက်နက်တစ်ခုပေးခဲ့ပြီးထွက်သွားပါတယ်သမီးကိုကယ်ဖို့အတွက်သူကအင်ကြီးစီကိုယုံကြည်ချက်ရှိသွားပါတယ်လူနေဆောင်ဘက်မှာလူရှင်းနေတယ်လို့ရေဒီယိုကနေကြားရပါတယ်ဒါပေမဲ့သူ့ရဲ့တိတ်တဆိတ်ဝင်ရောက်မှုကမအောင်မြင်ခဲ့ပါဘူးလူတစ်ယောက်ကသူ့ကိုတင်းနဲ့နဲ့အလစ်အငိုက်ချောင်းချောင်းဖမ်းဆီးလိုက်ပါတယ်ထိုလူကဒန်နီကိုတင်းနဲ့ချိန်ပြီးအိမ်ထဲကိုအတင်းခေါ်သွားကဒူးထောက်ဖို့ရိုင်းရိုင်းဆိုင်ဆိုင်အမိန့်ပေးပါတယ်ဒန်နီကထိုလူကိုမိခိုင်ဗမာလဲလို့မေးပေမဲ့ထိုလူကအခြားယောက်ျားတစ်ယောက်နဲ့ထွက်ပြေးသွားပြီလို့လိန်ညာပါတယ်ချင်းချောက်ခံနေရတဲ့ကြားကသမီးကိုတွေးခွင့်တောင်းတဲ့အခါမိဖြူရဲ့အော်တန်ကိုကြားလိုက်ရလို့ဒန်နီတယောက်စိတ်သက်သာရသွားပါတယ်အခန်းကိုထိန်းချုပ်ထားနိုင်ဖို့တပ်သမားကသူတို့ကိုအကြမ်းပရန်နှုတ်ပိတ်လိုက်ပါတယ်မောင်လူအေးကတနာညာတာဖို့ပြောပေမဲ့အလောင်ခံရပြီးအကျဉ်းသားကဗမာပြေးစရာမရှိဘူးလို့တင်းတဲ့သမားကပြောပါတယ်နောက်ဆုံးတော့မောင်လူအေးကဒန်နီကိုအခန်းထဲမှာပဲတော့ခတ်ပိတ်ထားဖို့အကြံပြုလိုက်ပါတယ်သူတို့ကဒန်နီကိုအခန်းထဲတွန်းထည့်ပြီးလေးလံတဲ့တော့ကြီးနဲ့ခတ်လိုက်ပါတယ်သူတို့ကိုတေရင်းငယ်ထားခဲ့ပြီးဆိုပြီးတပ်သမားကရေမောကထွက်သွားပါတယ်ဒန်နီဟာတမိဖြစ်သူကိုချက်ချင်းဖက်လိုက်ပြီးမျက်ရည်တွေနဲ့အကြိမ်ကြိမ်တောင်းပန်ပါတယ်မိဖြူကအဆောင်တွေရဲ့အနေရရှိတဲ့လက်နက်တွေအကြောင်းသတိပေးဖို့စူးစမ်းပေမဲ့ဒန်နီကဖျက်ပြောပြီးတမိအတွက်ဘလောက်ကုန်ယူကြောင်းပြောပြပါတယ်သူကအခန်းရဲ့အားနည်းတဲ့နေရာကိုအသေးအတန်လက်ရှာနေတော့မိဖြူကပြုံးပြီးဝက်ထားတဲ့အပေါက်လေးတစ်ခုကိုပြလိုက်ပါတယ်သူတို့ထွက်ပြေးလို့မြောက်လာပြီးတောထဲမှာမိခိုင်ကိုတွေ့တဲ့အခါသူ့အတွက်အသက်အန္တရာယ်ခံပြီးကူညီပေးခဲ့တဲ့မိခိုင်ကိုဒန်နီကကျေးဇူးတင်စကားပြောပါတယ်ဆက်လေတော့ဗမာလဲလို့သူကအလင်းစလိုမေးလိုက်ပေမဲ့မိဖြူကပြင်းထန်တဲ့စိုးရိမ်မှုတစ်ခုနဲ့သူတို့ရဲ့ထွက်ပြေးမဲ့အစီအစဉ်ကိုတားဆီးလိုက်ပါတယ်မိခိုင်ရဲ့ကလေးလေးဖမ်းဆီးခံထားရတဲ့အတွက်သူမကထားခဲ့ဖို့ညှဉ်းဆန်ပါတယ်ကလေးကိုမောင်လူအေးဆောင်ရှောက်ထားကြောင်းမိဖြူကရှင်းပြပြီးအဲ့ဒီလူကသူတို့ကိုတကယ်ကူညီနိုင်တယ်လို့အခိုင်အမာပြောပါတယ်မိခိုင်ကလည်းသူမလုံခြုံဖို့အတွက်ကိုဝန်ရှိနေတာကိုမောင်လူအေးကဖုံးကွယ်ပေးခဲ့ကြောင်းဖွင့်ပြောပါတယ်အဖွဲ့လိုက်အဆောင်တွေကိုရှောင်တင်းရင်းမောင်လူအေးကိုတွားရှာကြပါတယ်မိခိုင်ကမောင်လူအေးကိုတွေ့တဲ့အခါကလေးရဲ့လုံခြုံရေးအတွက်ကျွန်းပေါ်ကနေချက်ချင်းထွက်ပြေးဖို့တောင်းပန်ဖြောင်းဖြပါတယ်မောင်လူအေးလည်းထွက်ပြေးဖို့လိုအပ်တဲ့ဆက်လေတော့တွေကိုတွားယူဖို့စိုးရိမ်တကြီးနဲ့သဘောတူလိုက်ပါတယ်တစ်ဖက်မှာလည်းအချင်းထောင်လုံခြုံရေးကျိုးပေါက်သွားတဲ့အတွက်ဦးမုတ်စိတ်ကအဖွားကြီးကိုဒေါသတကြီးစစ်ကြောနေပါတယ်သူမရဲ့စင်ကြေတွေကိုလက်မခံပဲဒီအကြမ်းဖက်မှုတွေမကြခင်အဆုံးသတ်တော့မယ်လို့ကြိုဟောပါတယ်ဒန်နီကအမျိုးသမီးတွေနဲ့ကလေးကိုခေါ်ပြီးချိန်ထားတဲ့နေရာကိုတွားနေအောင်မှာပဲရေဒီယိုကနေဦးမုတ်စိတ်ရဲ့အတန်ထွက်လာလို့အားလုံးရက်တန့်သွားကြပါတယ်ဦးမုတ်စိတ်ကဒေါ်မင်းကိုအတင်းကျပ်စကားပြောခိုင်းပြီးသူမဟာအခုဓာစာခံဖြစ်နေပြီလို့ထုတ်ပြောလိုက်ပါတယ်သူ့ရဲ့အောင်ပွဲကိုဦးမုတ်စိတ်ကလောင်ပြောင်နေချိန်မှာဒန်နီတယောက်ဘာလို့ရမှမသိပဲစွန့်သွားပါတယ်ဒါတွေကိုမသိတဲ့မောင်လူအေးကတော့ရုံးခန်းချိတ်ပေါ်ကတော့တွေကိုယူလိုက်ပြီးဦးမုတ်စိတ်စီသတင်းပို့ဖို့ရေဒီယိုကနေအမိန့်ပေးနေတာကိုလစ်လျူရှုထားလိုက်ပါတယ်ဒန်နီကဒေါ်မင်းကိုအယူကြီးလက်ထဲထားခဲ့လို့မရဘူးဆိုတာသိသွားတဲ့အတွက်သူမကိုသွားကြရမယ်လို့မိခိုင်ကိုပြောလိုက်ပါတယ်ဒန်နီကသူ့ရဲ့အနေအများတဲ့အစီအစဉ်အတွက်မိဖြူရဲ့အကူအညီကိုတောင်းပါတယ်မိဖြူကလည်းဘလောက်ပဲအနေအများပါစေသူလုံနိုင်တယ်လို့ပြက်ပြက်သားသားပြောပါတယ်အဲ့ဒီအချိန်မှာဦးမုတ်စိတ်ကဒေါ်မြင့်ရဲ့မင်္ဂလာကတိကိုဝတ်တွေကိုရိုင်းရိုင်းဆိုင်ဆိုင်လောင်ပြောင်ပြီးလူပုံလယ်မှာပြတ်တက်ဖို့အတွက်သူမကိုအပြင်ကိုဆွဲထုတ်သွားပါတယ်သူကဒန်နီကိုချက်ချင်းထွက်လာခဲ့ဖို့အတန်ကျဲကြီးနဲ့အော်ဟစ်လိုက်ပါတယ်မိဖြူကတော့အစီအစဉ်ကိုတိတ်တဆိတ်သဘောတူလိုက်ပြီးမိခိုင်ကိုအဲ့ဒီမှာပဲထားခဲ့လိုက်ပါတယ်ဦးမုတ်စိတ်ကညဘက်ကြီးအော်ဟစ်နေပြီးဒန်နီကိုနောက်ဆုံးသတိပေးချက်ပေးနေပါတယ်ရုတ်တရက်ဆိုသလိုဆက်လေတော့ခိုးဖို့ကြိုးစားတဲ့မောင်လူအေးကိုဆွဲခေါ်လာကြပြီးမောင်လူအေးကလည်းသူတိမခံနိုင်တော့ဘူးလို့ဦးမုတ်စိတ်ကိုရဲရဲဝံ့ဝံ့ပြန်ပြောပါတယ်ဦးမုတ်စိတ်ကမောင်လူအေးဟာသူတို့ရဲ့တူညီတဲ့ရည်မှန်းချက်ကိုတစ္ဆာဖောက်တယ်လို့စိတ်ပြတ်စွာပြောပါတယ်ဒါပေမဲ့မောင်လူအေးကတော့ဦးမုတ်စိတ်ဟာသူတို့ဖခင်ရဲ့တကယ့်မွေးနှစ်ကိုတစ္ဆာဖောက်နေတာလို့ပြန်လဲဆွဆွဲပြီးဒီလိုအကြမ်းဖက်မှုမျိုးကိုသူတို့အဖေလိုလားခဲ့ပါမလားလို့မေးခွန်းထုတ်ပါတယ်ဒီလိုပောက်ကွဲလွယ်တဲ့အခြေအနေကိုဘလို့အဆုံးသတ်မယ်လို့မျှော်လင့်ထားလဲလို့လည်းမေးလိုက်ပါတယ်တင်းမာမှုတွေအမြင့်ဆုံးရောက်လာချိန်မှာအဖွားကြီးကရှေ့ထွက်လာပြီးဦးမုတ်စိတ်ကိုလက်နက်ချဖို့တိုက်တွန်းပါတယ်ချိန်မနှောင်းသေးဘူးဆိုပြီးသူမကတောင်းပန်ပါတယ်ရုတ်တရက်ဒန်နီကအမောင်ငယ်ကနေထွက်လာပြီးဦးမုတ်စိတ်ကိုတိုက်ရိုက်ရင်ဆိုင်လိုက်ပါတယ်ဦးမုတ်စိတ်ကသူ့ရဲ့ကောင်းကြီးရောက်လာပြီဆိုပြီးလောင်ပြောင်ကသူ့ကိုထိုင်ဖို့အမိန့်ပေးပါတယ်ခြားသူတွေထိခိုက်မှာဆိုလို့ဒန်နီကလက်နက်ချအရှုံးပေးလိုက်ပါတယ်ဒါပေမဲ့မိဖြူမရှိတာကိုတတိထားမိသွားတဲ့ဦးမုတ်စိတ်ကသူမဗမာလဲလို့ဒေါသတကြီးမေးပါတယ်ဒေါ်မင်းကိုဒီလိုအနေရရောက်အောင်လုပ်တာဒန်နီကြောင့်လို့လဲရရဆက်ဆက်ပြစ်တင်ပါတယ်ဒေါ်မင်းဟာအခုသူတို့မိသားစုဝင်ဖြစ်သွားပြီလို့ဆိုပြီးသူ့ပေးဖို့ညှဉ်းဆန်ပါတယ်ဦးမုတ်စိတ်ကတင်းနဲ့ဒန်နီကိုချိန်လိုက်ပြီးနောက်ဆုံးပြောစရာစကားရှိသေးလားလို့မေးပါတယ်
ဒန်နီကသူဟာအမြဲတမ်းပြီးပြည့်စုံတဲ့မိသားစုလေးတစ်ခုပိုင်ဆိုင်ခြင်းခဲ့ကြောင်းဒေါ်မြင့်နဲ့တွေ့ဆုံခဲ့ရဟာကံကြမ္မာရဲ့ဖန်တီးမှုတဲ့ခုလိုခံစားရကြောင်းရင်ဖွင့်ပါတယ်သူမထိုက်တန်ဘူးလို့ခံစားရတဲ့ဘဝလေးကိုကာကွယ်ဖို့အတွက်အလုပ်တွေအများကြီးစူးစမ်းခဲ့ရတယ်လို့ဝန်ခံပါတယ်ဒေါ်မြင့်ငိုနေချိန်မှာဒန်နီကအခုတော့သူစိတ်အေးချမ်းသွားပြီဖြစ်ကြောင်းပြောပါတယ်ချစ်ရတဲ့သူတွေကိုအနားမှာထားတာဟာအတိတ်ပဲရှိတယ်လို့သူကဦးမုတ်စိတ်ကိုပြောပေမဲ့ဦးမုတ်စိတ်ကတော့လောင်ပြောင်ပြီးချက်ချင်းတက်ပစ်ဖို့ပြင်ဆင်ပါတော့တယ်ဒန်နီကသူ့ချစ်တွေကိုထုတ်ဖော်ပြောနေအောင်ပါပဲရုတ်တရက်တင်းတဲ့တန်တစ်ချက်ကအရာအလုံးကိုရပ်တန့်သွားစေပါတယ်အားလုံးမောကြည့်လိုက်တဲ့အခါမှာတော့မိဖက်ဦးဟာသူတို့ကိုကယ်တင်ရှင်အဖြစ်မတ်တရက်နေတာကိုတွေ့လိုက်ရပါတယ်ဒန်နီနဲ့သူ့မိသားစုဖက်လေတကင်းပြန်ဆုံစည်းချိန်မှာအဖွားကြီးကတော့သူမရဲ့မြေအတွက်ဝမ်းနည်းပူဆွေးနေရပါတယ်အချိန်တန်ကြာပြီးနောက်မှာတော့အသက်ရှင်ကျန်ရစ်သူတွေဟာကျုံးပေါ်ကနေဆက်လေနဲ့ထွက်ခွာလာခဲ့ကြပါတယ်မိဖြူကသူမရဲ့ခရီးစဉ်ကိုတွားကျင်သေးကြောင်းနောက်ပြောင်ပြောဆိုပေမဲ့မိဘတွေကတော့သူမကိုအိမ်မှာပဲအနားမှာထားကျင်ကြပါတော့တယ်